ချက်ဆိုတာရုပ်လေးညူမြဲဝရှိရဲ့မင်းပြီးသွားတဲ့ရင်ဝေဒနာလေးစက္ကန့်၍မြပါပြီကလေးငယ်လို့လူလာမှုများစွာနဲ့ရင်တောင်းခံသူကိုချမ်းပဲဖြစ်စေတဲ့နာတောင်းမောင်းရလေပါအချမ်းလမ်းတစ်ဝက်ဖြစ်ချင်နာနိုင်တဲ့လောက်ရေလမ်းပါအချမ်းပန်းတစ်ဝက်ဖြစ်စာနာနိုင်တဲ့လောက်ဆုံးခဲ့ပါနာနဲ့မနာဘဝနဲ့မနာနှလုံးသားနဲ့နာလို့ပြောလေပါဟောခဲ့ပါအချစ်တရားကိုပြော